ကောင်းပြီဆိုတဲ့တစ်သားတွေလိုက်ပြီးတော့ရှာသူရှာတဲ့အခါမှာအခေါင်းရှိတဲ့တစ်သားတို့သုတ်တန်ကတစ်ပင်တို့နတ်တွေလူတွေပူဇော်တဲ့နတ်တစ်ပင်တို့အဲ့ဒါတွေကရှောင်ပြီးတော့တောထဲမှာဘီးလုတ်ဖို့လှဲဘိန်းလုတ်ဖို့တင့်တော်တဲ့တစ်သားတွေကိုရှာပြီးတဲ့အခါသူကယထာဘိန်းကိုစပြီးတော့လှုပ်တယ်ရှာရဖွေရတာနဲ့တစ်ကောင်းရှာရင်းကနေပြီးတော့လှုပ်ရအချိန်က6လထဲမှာပြီးအောင်လှုပ်ရမယ်ဆိုတော့သူလှုပ်လိုက်တာယထာဘိန်းကိုကြကြနနသူအပြည့်အနာစားအကောက်အမျက်ဆိုတာတွေမပါရအောင်တန့်ပြန့်တဲ့အသားကိုရွေးပြီးတော့ယထာဘိန်းကိုစနစ်တကျလှုပ်တာရက်ကဘလောက်ကုန်သွားတော့ဆိုလို့ရှိရင်9လနဲ့24ရက်ကုန်သွား6လပြေးဖို့ရ6ရက်ပဲလို့တော့အဲ့ဒီမှာယထာဘိန်းကတပီးပဲပြီးသေးတယ်တပီးပဲပြီးတဲ့အခါကျတစုံလုံးအမှာတပီးပဲဘိန်းတပိန်းနဲ့ပဲပြီးသေးတယ်ဒါနဲ့နောက်6ရက်နဲ့နောက်တပီးတစ်ခုကိုအပြီးလုပ်ခိုင်းတဲ့အခါ6ရက်နဲ့လုံးလို့လည်းပဲဘိန်းတပိန်းကရသွားအပေါ်ယံကြည့်လိုက်မယ်ဆိုရင်အဲ့ဒီယထာဘိန်းနှစ်ဘိန်းဟာတူညီတယ်ကြည့်လိုက်လို့ရှိရင်ပုံသဏ္ဍာန်လည်းတူညီတယ်အလုံးဟာတာမန်မျက်စိနဲ့ရွေးမယ်ဆိုလို့နှစ်ခုစလုံးဟာတူတူပဲလို့ဒီလိုယူဆရဘုရင်ကြီးစီရောက်တဲ့အခါကျတော့6လနဲ့ပြီးတဲ့ဒီ6လအတွင်းမှာဘိန်းတစ်ဘိန်းလုံးတာ9လနဲ့24ရက်နဲ့ပြီးတဲ့ဘိန်းကတစ်ဘိန်း6ရက်နဲ့ပြီးတဲ့ဘိန်းကတစ်ဘိန်းအဲ့ဒီဘိန်းတစ်ဘိန်းယူဆောင်လာတဲ့အခါကျဘုရင်ကြီးကအဲ့ဒီဘိန်းတစ်ဘိန်းရဲ့ထူးခြားချက်ဘယ်လိုလဲငါကြည့်တော့နှစ်ခုစလုံးပဲတူတူပဲဒါကြတော့6ရက်တည်းနဲ့ပြီးတယ်ဟိုဟာကြတော့6လပြေးဖို့ရ6ရက်ပဲလိုတော့တဲ့အချိန်တွေအများကြီးကြာအောင်လုပ်ရတဲ့ဘိန်းနဲ့6ရက်တည်းနဲ့ပြီးအောင်လုပ်တဲ့ဘိန်းဟာဘာများကွာခြားလို့လဲလို့မေးတဲ့အခါကျယထာလုပ်တဲ့ဆရာကြီးကအရှင်မင်းတရားရှုစားတော်မူပါထူးခြားချက်ကိုကျွန်ုပ်ပြပါမယ်ဆို6လပြေးဖို့6ရက်အလိုမှပြီးသွားတဲ့စနစ်တကျလှုပ်ထားတဲ့ဘိန်းကိုကောက်ပြီးတော့သူကလှိမ့်လိုက်တဲ့အခါအဲ့ဒီဘိန်းကြီးကလိမ့်သွားအရှိန်ရှိသလောက်လိမ့်သွားပြီးအရှိန်ကုန်လို့ရက်တဲ့အခါဝင်ရိုးမှတက်ထားတယ်လို့ပဲတဲ့အဲ့ဒီဘိန်းကြီးကလဲကျမသွားဘူးဒီတိုင်းကြီးပဲဝင်ရိုးမှတက်ထားတယ်လို့လှိမ့်လိုက်တဲ့အတိုင်းပဲမတ်ကြီးတီးနေတယ်6ရက်နဲ့ပြီးအောင်လှုပ်ထားတဲ့ဘိန်းကိုလှိမ့်ပြလိုက်လှိမ့်လိုက်တဲ့အခါအဲ့ဒီဘိန်းကအရှိန်ရှိသလောက်လိမ့်သွားပြီးတော့အရှိန်ကုန်တဲ့အခါကျတော့ခြားလဲပြီးတော့လဲကျသွားတယ်ဘိန်းတစ်ဘိန်းရဲ့ကွာခြားမှုကတေးသေးချာချာလှုပ်ထားတဲ့ဘိန်းကြတော့လဲချမသွားဘူးဒီတိုင်းမတ်ပဲရှိနေတယ်6ရက်နဲ့လှုပ်တဲ့ဘိန်းကြတော့လမ်းဆုံးသွားတာနဲ့တပြိုင်နက်ပတ်လဲပြီးခြားလဲပြီးလိမ့်ကျသွားတယ်ဆိုတော့ဘုရင်ကြီးက